ကျွန်တော်ရဲ့ YouTube channel မှာရှိကြတဲ့ချစ်မစုံများအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေဗျာနော်ကဲဒီနေ့မှာကျွန်တော်တို့ပျောက်ဆုံးနေတော့4 break နော်ကျွန်တော်တို့ပျောက်ဆုံးနေတော့4 break ဒီနေ့မှာတန်းတန်းမတ်မတ်ပဲကျွန်တော်တို့ရက်ကြော်မူလေးထွက်လာတယ်ပေါ့နော်အဲ့တော့ကျောင်းမိတ်ဆွေတွေတော်တော်များများပေါက်ကြတယ်အဆင်ပြေကြတယ်ဆိုတာလေးတွေတွေ့ရတဲ့အတွက်လည်းကျွန်တော်ရမ်းဝမ်းသာမိပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ရဲ့အားသေးတစ်ခွက်ကတော့ကျောင်းမိတ်ဆွေရဲ့မှန်လေးတွေပါပဲเนาะအဲ့ဒါကျွန်တော်တို့ရဲ့အားသေးပဲအဲ့တော့မနက်ဖြန်မှာလဲကျောင်းမိတ်ဆွေတွေအတွက်ကျွန်တော်ရက်ကြော်မူလေးတစ်ခုကျွန်တော်ထပ်ပြဖို့ရှိတယ်เนาะမနက်ဖြန်တောက်ကြနေမှာကျွန်တော်တို့သုံးပါပေါ့အဲ့တော့အခုကျွန်တော်တို့ကဏ္ဍနှလုံးကြံနေတယ်6နဲ့9ပေါ့เนาะနှစ်ခတ်အတွက်6 9ဆိုတဲ့ကဏ္ဍနှလုံးကြံတဲ့ထဲမှာကျွန်တော်ကအဲ့ဒီနှလုံးထဲကတစ်လုံးပေါ့ဗျာเนาะနှလုံးထဲကကျွန်တော်တစ်လုံးပေါ့အဲ့ဒီကျွန်တော်တစ်ချက်ကြည့်အောင်เนาะအဲ့တော့ကျွန်တော်မူလေးကအလဲ1331မူပေါ့အလဲမှာ13ပဲဖြစ်ဖြစ်31ပဲဖြစ်ဖြစ်เนาะနှစ်ရက်အတွင်းမှာသူကအမြဲတမ်းထွက်တယ်တစ်ခါတည်းရက်ကြော်ခဲ့ရင်တော့3ရက်ကိုရောက်တတ်တယ်ပေါ့เนาะအဲ့တော့အခုကျွန်တော်နှစ်ရက်အတွင်းမှာမထွက်သေးဘူးဆိုတော့မနေ့ပြန်3ရက်မြောက်ရက်ကြော်မှာလာနိုင်ရရှိတဲ့အတွက်ကျွန်တော်ဒီမူလေးကျွန်တော်မိတ်ဆွေတွေကိုဒီညမှာကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့အလဲ13ဖြစ်ရင်လည်း13ပေါင်းချင်း4เนาะ13ပေါင်းချင်း4ဖြစ်လို့4ရက်ပါဝါ9ကအဲ့ဒီ2ရက်အတွင်းမှာထွက်တယ်เนาะခုနပြောလို့ရက်ကြော်ခဲ့ရင်တော့3ရက်ပေါ့အဲ့တော့အဲ့ဒီ9ကကျွန်တော်တို့ဒီမှာ2ရက်အတွင်းမှာပဲ3.9လို့ထွက်ခဲ့တယ်เนาะဒီမှာကျွန်တော်တို့အလဲ3တစ်ဖြစ်တယ်2ရက်အတွင်းမှာ9က6လို့ထွက်တယ်ဒီမှာလည်းကျွန်တော်တို့အလဲ13ဖြစ်တယ်2ရက်အတွင်းမှာ9က19လို့ထွက်တယ်ဒီမှာလည်းကျွန်တော်တို့အလဲ13ဖြစ်တယ်2ရက်အတွင်းမှာ9က98လို့ထွက်တယ်ဒီမှာကျွန်တော်တို့အလဲ13ဖြစ်တယ်2ရက်အတွင်းမှာ9 2ရက်အတွင်းမှာမထွက်ဘူးเนาะရက်ကြော်3ရက်မြောက်မှာ19လို့ထွက်တယ်အဲ့တော့ကျွန်တော်ဒီမှာအလဲ13ဖြစ်တယ်2ရက်အတွင်းမှာ9 98ပြီးကျွန်တော်ဒီမှာနောက်ထပ်အလဲ13ဖြစ်တယ်2ရက်အတွင်းမှာ9ဘူးเนาะအဲ့တော့ဒီမှာကျွန်တော်အလဲ13ဖြစ်တယ်2ရက်အတွင်းမှာ9တလုံးမလာဘူးမနေ့ပြန်မှာရက်ကြော်3ရက်မှာလာနိုင်တယ်เนาะအဲ့တော့ကျွန်တော်တို့သူ့မှာကျွန်တော်တို့ main လေးကွက်ပါမယ်เนาะကျောင်းမူတွေတော်တော်များများတော့ main ပါတယ်ဗျာเนาะအဲ့လိုမျိုးပေါ့အဲ့တော့ညာကကျွန်တော် break ကတော့တစ်လုံးနဲ့ဗျာ break တစ်လုံးထဲမှာတော့ကျွန်တော်တို့ကဏ္ဍ9ခွက်ပဲရှိတဲ့အတွက်ကျွန်တော် main မရွေးပြီးတော့9ခွက်တော့ဘာပဲဖြစ်ဖြစ်ထိုးနိုင်တယ်လေဗျာเนาะကျွန်တော်တူးတီကစားပြီဆိုတဲ့ကဏ္ဍ9ခွက်လောက်ကတော့ဘာမှဖြစ်ဘူးလေဗျာเนาะအသေးဖွဲလေးပေါ့အဲ့ထက်မှာကိုယ့်ကိုဆရာကြပြီတကွက်တည်းရွေးထိုးတာတော့ကိုယ့်ကံပေါ့เนาะအဲ့တော့ကျွန်တော်မပြောတော့ဘူးเนาะကဲအဲ့တော့ကျွန်တော်တို့အဲ့ဒီကိုကျွန်တော်တို့က main လေးကွက်ဘာတွေနဲ့ကတ်မှလဲဆိုတော့ကျွန်တော်အဲ့ဒီအလဲ13ဖြစ်တယ်မနက်ထိတ်ကိုကျွန်တော်တို့တစ်ချက်ကြည့်3ထိတ်ရှိတယ်အဲ့ဒီ3ရက်ပါဝါကိုယူမယ်3ရက်မြန်မာပါဝါเนาะ3ရက်မြန်မာပါဝါက8အဲ့တော့38အချိန်နဲ့ကတ်เนาะ6ပိုင်ကို38အချိန်နဲ့ကတ်အဲ့ဒါတစ်ချက်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းသူကနောက်ထပ်တစ်ချက်နဲ့လာတယ်အဲ့နှစ်လိုင်းနဲ့ရပဲအများတန်းထွက်တာเนาะနောက်ထပ်တစ်လိုင်းကဘာလဲဆိုတော့နောက်ပိတ်ကိုကြည့်1ရဲ့ထိုင်းနှက်ခတ်ကိုယူ1ထိုင်းနှက်ခတ်က9 9ကြတော့ break တဲ့အဲ့တော့3ပါဝါရှိ38အချိန်1ထိုင်းနှက်ခတ်9 9 break 9ပိုင်ကို38ချိန်19 break နဲ့2ရက်အတွင်းမှာ3.9လို့ထွက်တယ်เนาะ၄ခွက်ထဲကတစ်ခွက်ထွက်တယ်ပေါ့အဲ့တော့ကျွန်တော်နောက်ထပ်အလဲ3တစ်ဖြစ်တယ်9တလုံးကိုမနက်ထိတ်က4အဲ့တော့4 9အချိန်သို့မဟုတ်ညနေအပိတ်က4ထိုင်းနှက်ခတ်က8 8 break တဲ့9ပိုင်ကို4 9ချိန်သို့မဟုတ်4 8 break နဲ့2ရက်အတွင်း94လို့ထွက်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပင်ညီမလဲ1 3ဖြစ်တယ်2ရက်အတွင်းမှာ9အဲ့ဒီ9ကိုမနက်ထိတ်က1 6ချိန်သို့မဟုတ်ညနေအပိတ်က3ညာတဲ့3ညာနှစ်ခတ်ခွန်3ညာခွန် break တဲ့အဲ့တော့9ပိုင်ကို6ချိန်သို့မဟုတ်3ညာခွန် break နဲ့2ရက်အတွင်းမှာထွက်တယ်19နော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပင်ဗျဒီမှာကျွန်တော်တို့အလဲ13ဖြစ်တယ်ပေါ့ဒါဆို2ရက်အတွင်းမှာ9တလုံးမနက်ထိတ်က2ဖြစ်လို့2ခွန်အချိန်သို့မဟုတ်ညနေပိတ်ကခွန်3ညာ break အဲ့တော့9ပိုင်ကို2ခွန်ချိန်ခွန်3ညာ break နဲ့2ရက်အတွင်း98လို့ထွက်တယ်နော်ပြီးကြဒီမှာအလဲ13ဖြစ်တယ်2ရက်အတွင်း9 3ရက်မှာထွက်တယ်ပေါ့19အဲ့တော့မနက်ထိတ်က1 6ချိန်သို့မဟုတ်ညနေအပိတ်ကခွန်3ညာ break 9ပိုင်ကို1 6ချိန်ခွန်3ညာ break နဲ့ကတ်နော်2ရက်မထွက်ရင်3ရက်ကြော်မှာ19လို့ထွက်တယ်နော်အဲ့တော့ကျွန်တော်ဒီမှာအလဲ13ဖြစ်တယ်2ရက်အတွင်းမှာ9မနက်ထိတ်က8 3အချိန်
ညနေအပိတ်က3နှစ်ခါက3ရက်ထိုင်းနှစ်ခါက2ပေါ့အဲ့တော့3နှစ် break 9ပိုင်ကို83ချိန်3နှစ် break နဲ့2ရက်အတွင်းမှာ98လို့ထွက်တယ်နော်အဲ့တော့ကျွန်တော်နောက်ထပ်တယ်အလဲတစ်3ဖြစ်တယ်2ရက်အတွင်းမှာ9တလုံးမနက်ထိတ်ကကျွန်တော်2ထိတ်အဲ့တော့2ပါဝါခွန်2ခွန်အချိန်ညနေအပိတ်က4ထိုင်းနှစ်ခါ8 break ကျွန်တော်9ပိုင်ကို2ခွန်ချိန်48 break နဲ့2ရက်အတွင်းမှာ99လို့ထွက်တယ်နော်အဲ့တော့ကျွန်တော်နောက်ထပ်အခုကျွန်တော်အလဲတစ်3ဖြစ်ပြီအလဲတစ်3ဖြစ်နေတဲ့အတွက်ကြောင့်2ရက်အတွင်းမှာ9တလုံးနဲ့နော်2ရက်အတွင်းမှာမလာဘူးဆိုတော့မနေ့ပြန်မှာရက်ကြော်နော်ရက်ကြော်9တလုံးအဲ့ဒီ9ကိုကျွန်တော်မနက်ထိတ်ကခွန်ရက်မြန်မာပါဝါက2ခွန်2အချိန်ညနေပိတ်ကခွန်ရက်ထိုင်းတစ်ခါက3ညခွန်3ည break အဲ့တော့9ပိုင်ကိုခွန်2ချိန်ခွန်3ည break ညကျွန်တော်တို့က main ၄ခွက်ရှိမှာเนาะအဲ့ဒါဆိုတော့ကျွန်တော်တို့ကဘာတွေရှိမလဲဆိုတော့9ပိုင်ကိုခွန်2အချိန်ဆိုရင်9ခွန်9နှစ်9ပိုင်ကိုခွန်3ည break နဲ့ဆိုရင်98 91အဲ့ဒီ၄ခွက်က main မနေ့ပြန်မနေ့ညမှာရက်ကြော်မူအလဲတစ်3မူ9ပိုင်ကိုခွန်2အချိန်ခွန်3ည break နဲ့เนาะ9ခွန်9နှစ်98 91၄ခွက်က main เนาะအဲ့တော့ကျွန်တော်တို့မနက်ဖြန်မှာနေ့တိုက်ကကျွန်တော်တို့ဒါလေးပေါ့နော်နေ့တိုက်ကကျွန်တော်တို့ဒါလေး9ရက်မနက်ညမှာကျွန်တော်တို့9ပါနော်9ပိုင်ကိုကျွန်တော်တို့က main က9အချိန်ခွန်3ည break ဆိုတော့ကျွန်တော်တို့ကဒီလေးကွက် main 9ခွန်9နှစ်98 91က main 9ပါနော်ကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေက3ပါနော်အဲ့တော့မကြိုက်ဘူးဆိုတဲ့မိတ်ဆွေတွေကတော့ကျွန်တော်ပြောနေကြအတိုင်းပါပဲမ3ပါနဲ့ပေါ့နော်အဲ့တော့မနက်ဖြန်မှာကျွန်တော်မိတ်ဆွေတွေထပ်ပြီးတော့နော်အဆင်ပြေကြပါလိမ့်ဗျအဲ့တော့ကျွန်တော်တို့တွေမနက်ဖြန်မနက်ညမှာဒီ9ပိုင်နဲ့ main လေးတွေကိုကျွန်တော်မိတ်ဆွေတွေကြိုက်တယ်ဆိုရင်မှန်လေးတွေမှန်းခဲ့ပေးပါဦးဗျာနော်ကြိုက်တယ်မကြိုက်ဘူးပေါ့ဗျာနော်အဲ့လိုမျိုးပေါ့အဲ့တော့ဒီနေ့လိုပဲမနက်ဖြန်မှာလည်းထပ်ပြီးတော့ရက်ကြော်မူလေးနဲ့ပောက်ကွက်မိကြပါသည်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာမိတ်ဆွေများအားလုံးပဲကျမ်းမာချမ်းသာကြပါစေကျွန်တော်အများအားအားပေးကြတဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုတူဦးတယောက်မကြံကျွန်တော်မင်းခန့်ကကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာနော်အဲ့တော့ဒီညဗီဒီယိုဖိုင်လေးကတော့ဒီမျှပါပဲဗျကျွန်တော်မိတ်ဆွေတွေအားလုံးပဲဘေးအန္တရာယ်အပေါင်းမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေဗျာနော်အားလုံးပဲခွက်လက်ပါဗျ